ထမင်းဖြူကနေပြီးရောရေခဲမုတ်လုပ်လို့ရရဲဆိုတာကိုယုံကြလားရှင်မယုံဘူးဆိုလို့ရှိရင်တော့မင်လောက်တာလေးကိုလိုက်ကြည့်ပေးကြပါအောင်ရှင်ထမင်းနဲ့လှုပ်ထားတဲ့ရေခဲမုတ်ရဲ့အရာတာလေးကအပြင်အဝယ်နဲ့လုံးဝမတူဘဲနဲ့ရမ်းစားကောင်းလို့ကလေးရောလူကြီးရောကြိုက်မှသိချပါတယ်ရှင်လှုပ်နီးကရိုးရှင်းပြီးရောအိမ်မှာအလွယ်တကူလုပ်လို့ရပါတယ်ရှင်အရင်ဦးဆုံးထမင်းတစ်ပကံလုံးကိုရေနဲ့မချက်ဘဲနဲ့နွမ်းနုတစ်ပကံလုံးနဲ့ချက်ပြရပါမယ်ရှင်ထမင်းဦးတန်နေတဲ့ချိန်တွင်းမှာဝှပင်းခွင်ထဲကိုတကြားတစွန်းထည့်ပြီးရောပွားအောင်မွေဆက်လေးနဲ့မွေပေးရပါမယ်ရှင်အိမ်မှာမွေဆက်မရှိဘူးဆိုလို့ရှိရင်လည်းမွေတန်လေးနဲ့မွေလို့ရပါတယ်ရှင်မွေတန်နဲ့9မိနစ်ခန့်မွေပြီးဆိုလို့ရှိရင်ဗီဒီယိုထဲကနေထားအတိုင်းရပါလိမ့်မယ်နွမ်းနုထည့်ပြီးတည်ထားတဲ့ထမင်းဖြူကကြက်သွားပြီဆိုလို့ရှိရင်တော်တော်လေးကိုမွေပြီးရောစားလို့ကောင်းပါတယ်ရှင်ထမင်းတိတ်မပူတော့တဲ့အချိန်ရောက်လို့ရှိရင်ကျိတ်ဆက်ထဲကိုထည့်ပေးရပါမယ်မွေဟာရဲ့ whipping cream တစ်ဝက်ခန့်ကိုလည်းထည့်ပေးရပါမယ်ရှင်အချိုရတာအတွက်ကတော့မမင်ကတခါစားနိုးစီလေးထုံနဲ့တကြားနှစ်စွန်းထည့်လိုက်ပါတယ်ရှင်အချိုကြိုက်တယ်ဆိုလို့ရှိရင်တော့ပို့ထည့်လို့ရပါတယ်3မိနစ်ခန့်ကြိတ်ပြီးဆိုလို့ရှိရင်တော့ဗီဒီယိုထဲကအတိုင်းရပါလိမ့်မယ်ရှင်ကျိတ်ဆက်နဲ့ကြိတ်တဲ့အချိန်မှာလုံးဝအရေးဖြစ်သွားတဲ့အထိကြိတ်ဆက်မလိုပါဘူးရှင်ကျန်တဲ့ whipping cream တစ်ဝက်ကိုကျိတ်ဆက်ထဲမှာထည့်ပြီးတော့တမအောင်အရင်ဦးဆုံးမွေပေးရပါမယ်အကုန်လုံးရောပြီးရောကျိတ်ဆက်နဲ့နောက်ထပ်1မိနစ်ကနေ2မိနစ်ခန့်ကြိတ်ပြီးလိုက်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုပြည့်ပြည့်နစ်နစ်ရှိရဲ့အနေထားကိုရရှိသွားပါပြီရှင်ပြီးရင်စလုံးထဲကိုလောင်းထည့်ပေးပြီးရောရေခဲတက်တာအပေါ်ထပ်မှာအနည်းဆုံး4နာရီအေးခန့်ပေးရပါမယ်ရှင်မင်ကညမှာလောက်တာဆိုတော့တညခဲလိုက်ပါတယ်ဒီလိုလွယ်လွယ်ကူကူနဲ့ပဲအိမ်မှာရှိရဲ့ထမင်းနဲ့နွားနုနဲ့တင်ရေခဲမုံလှုပ်စားလို့ရပါပြီရှင်ဓာတုပစ္စည်းလည်းလုံးဝမပါဝင်လို့ကလေးရောလူကြီးရောစိတ်ချလက်ချစားလို့ရပါတယ်ရှင်အရတာကတော့နိုးနဲ့ရောဆန်နဲ့ရောမမွေးလေးနဲ့စမှုတော်တော်လေးကိုဖြစ်ပါတယ်ပြပြနစ်နစ်လေးနဲ့အီးစင်စိတ်လေးပါရှင်ဗီဒီယိုဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်ရှင်